ဒီဖြစ်ရကတော့တောင်ကြီးမြို့မှာဖြစ်ပွားခဲ့ပြီးလူမှုကွန်ရက်ပေါ်မှာစိတ်ဝင်စားနေကြတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။အိမ်ရှိလမ်းဘေးမှာကားရတဲ့ကိစ္စကိုအကြောင်းပြုပြီးနှစ်ဖက်အကြားအငြင်းပွားမှုဖြစ်ပွားရာကနေအခြေအနေပိုတင်းမာသွားခဲ့ပြီးမိန်းကလေးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဘယ်လိုကြောင့်အခုလိုဖြစ်ပွားခဲ့တာလဲဆိုတာကိုထိခိုက်နေတာသူမိန်းကလေးကအခုလိုပြောပြထားပါတယ်။အဖိုးကြီးကဘာတယ်မှစောက်စကားရှိတယ်ဆိုပြီးကျမနှခမ်းကိုဓာတ်နဲ့ထိုးခွဲလိုက်တယ်။တောင်ကြီးကနေကြီးစတိုးမှာအောင်စေကန်းဖွင့်ထားတဲ့သူသားဆရာဝန်ကဓမ္မနဲ့ကျမကောင်းကိုခုတ်တယ်။ကျမကအောက်မှာပြိနေပြီးသူတို့၃ယောက်ကကျမကိုဝိုင်းပြီးဓာတ်နဲ့ခုတ်ကြတာအဲ့ဒီချိန်မှာပတ်ဝန်းကျင်မှာနေတဲ့သူတွေဆိုင်ရှိမှလာတဲ့ဧည့်သည်တွေကကျမတယောက်တည်းကိုဝိုင်းလုံနေတာကိုကြည့်မနေနိုင်တော့လို့သူတို့ကိုဝိုင်းလုံကြတာအဲ့ဒီတော့အပြန်လန်မှုဆိုတာကျမဘယ်လိုပြောရမလဲဆိုတာတော့မသိတော့ပါဘူးကျမကသူတို့ကိုရိုက်လိုက်လို့ကျမကသူတို့ကိုဆဲလိုက်လို့သူတို့ကကျမကိုလှုပ်တယ်အရင်ပြင်လန်းပေါ်မှာအချင်းချင်းဖြစ်တဲ့ဆိုလဲထားလိုက်တော့ခုကကျမအိမ်ထဲကျမဆိုင်ထဲကိုဝင်ပြီးကျမကိုဓာတ်နဲ့ခုတ်တာအပြန်လန်မှုဖြစ်တာလားခံရတော့လဲကျမခံရတာတမျက်နာလုံးထိုးထားတာရိုက်ထားတာဒီမှာဂုတ်တွေမှာကြံသေးတယ်ဓာတ်တွေပြင်တန်တုပ်တွေနဲ့ပါရိုက်ထားတာဒီမှာမျက်နာကိုဓာတ်နဲ့ထိုးလို့လက်နဲ့ဖမ်းထားတာလက်ချောင်းတွေဆိုတာညကချုပ်ရတာအကုန်ပြတ်တဲလေးတွေနှခမ်းကအခုတိမချုပ်ရသေးဘူးချုပ်လို့မရသေးဘူးနှခမ်းကဓာတ်နဲ့ထိုးခွဲလိုက်တာတော်တော်ကြီးသွားလို့ဒီဟာခွာလိုက်တာနဲ့သွေးကဒလဟောတောက်လျှောက်ပေါက်ကျလာတယ်အဲ့ဒါကိုရည်တဲ့တော့သူမိမကစခန်းမှာသူတို့လှုပ်လိုက်ရတယ်သူတို့အောင်နိုင်သွားတယ်သူမြတ်သားသမီးကိုသူတို့ဒီလိုလှုပ်လိုက်ရတယ်ဆိုတော့လှောင်ပြုံးနဲ့ရည်တာသူကဟိုလူပိုင်တယ်ဒီလူပိုင်တယ်လို့ကြိုက်တဲ့နေရာထိတက်တို့အဲ့လိုပြောတာဘာမှမဖြစ်ဘူးဥပဒေကစိုးမိုးနေသေးတယ်ကြိုက်တဲ့နေရာထိတက်လို့ရတယ်ယောက်ျားချင်းမကြီး၃ယောက်ကမိန်းမငယ်လေးတစ်ယောက်ကိုပိုင်းနဲ့ကျူးလွန်ပြီးအိမ်ထဲအထိဓာတ်နဲ့ဝင်ခုတ်တာအမှဘာတစ်ခုမှမပြောဘူးတရားဥပဒေအတိုင်းပဲလုပ်တော့မှမပြောဘဲနေရင်နဲ့အပြန်လန်မှုဆိုလို့အမလိုင်းပေါ်တက်ပြောတာအဲ့မိသားစုကရက်ွက်ထဲမှာလဲအမယောက်ျားကိုအဲ့လိုမျိုးပဲကားရလို့ဆိုပြီးထိုးဖို့တကယ်ကဲနောက်တစ်ယောက်သူ့သားကလည်းထိုးဖို့တကယ်ကဲသူ့အိမ်ရှိမှာလမ်းမာကြီးလမ်းဘေးမှာစီပင်ပလက်ဖောင်းသူ့အိမ်ရှိမှာတက်ပိတ်ရက်တာလည်းမဟုတ်အဲ့ဒီစီပင်ပလက်ဖောင်းဘေးမှာရက်တာအမတခုမှမပြောဘူးအမပြောတာကမလုတ်ပါနဲ့ဦးလေးရဲ့လို့ဆဲလည်းမဆဲပါနဲ့လို့ကိုအိမ်နီးနာချင်းအချင်းချင်းပဲလို့ဖြစ်တာလည်းမကောင်းပါဘူးလို့ကိုကသွားတောင်းပန်တာအဲ့ဒါတော့ကိုဆိုင်ထဲကိုဘယ်လိုဝင်လာတဲ့မှတ်တုံးမျက်နာကိုဟောဒီလို့ဓာတ်နဲ့ထိုးပြီးဝင်လာတာလို့သူမရဲ့လူမှုကွန်ရက်ကနေပြောပြထားပါတယ်